ယောသကခွင့်လွတ်နိုင်စရာအကြောင်းမရှိဘူးဒါပေမဲ့သူချစ်တယ်ဒါဝိဒ်ကလည်းခွင့်လွတ်နိုင်စရာအကြောင်းမရှိဘူးသူချစ်တယ်သူမစီရင်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်မင်္ဂလာပါစေဦးစွာဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်လေးနဲ့ကျွန်တော်ခေါ်ပေးချင်ပါတယ်ဒီနေ့ယုံကြည်သူအချင်းချင်းစာတန်ဘယ်လိုလက်စားထားလဲဆိုတော့ကျွန်တော်တို့ချစ်ဖချစ်ချင်းအိုးမဲတို့ပေးခေါ်တယ်လို့ပေါ့အခုညီကိုချင်းနေတော့တယောက်နဲ့တယောက်မတိကြတော့အရင်တော့တယောက်နဲ့တယောက်ချစ်ကြတယ်တယောက်နဲ့တယောက်ခွာရကြတယ်ညီကိုဆရာကိုရဲ့ညီကိုချင်းလေးကိုရဲ့တပည့်တွေပဲဟုတ်ပါတယ်အခုချိန်မှာတော့တယောက်နဲ့တယောက်လမ်းခွဲကြတဲ့အခါမှာအဖြစ်တည်ပြီးလမ်းခွဲတာတော့မကောင်းဘူးပေါ့ခံစားခြင်းတော့ရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းခံစားမယ်ဆိုအများကြီးရှိတယ်ဒါပေမဲ့ခံစားခြင်းနဲ့အသက်ရှင်မယ်ဆိုရင်တော့ခံစားချက်ရှိတဲ့ live ပေါ်မှာကျွန်တော်တို့တင် live ပေါ်မှာရေး live ပေါ်မှာပြောမယ်ဆိုရင်လည်းမဟုတ်သေးဘူးအဓိကကတော့ကျွန်တော်ပြောရမှာတော့ဖရားပဲပြောပြီးမှပဲလူရင်ဖွင့် live ပေါ်မှာကျွန်တော်တို့တွေဒီလိုမျိုးပြောလိုက်ရင်လည်းကိုယ့်ပေါက်ပူလန်ပဲပေါ့နော်တကယ်ဆိုရင်ဒါကြီးကဆင်ခြင်တဲ့အရာပေါ့မားတယ်လို့ကျွန်တော်မဆိုလို့ကိုဆင်ခြင်ရမယ်တတိတစ်ချိန်လူဆိုတာခွဲရတဲ့အချိန်ရှိတယ်လို့ပြတ်တွဲရမယ့်အချိန်လည်းရှိနိုင်တယ်ဒေသနာကျမ်းထဲမှာတော့မိုးရမယ့်အချိန်ချစ်ရမယ့်အချိန်ရှိတယ်လို့မိုးရမယ့်အချိန်လည်းရှိပါတယ်ခွဲရမယ့်အချိန်ရှိတယ်လို့တွဲရမယ့်အချိန်လည်းပြန်ရှိလိမ့်မယ်ဒါကြောင့်မို့ဒီစကားတွေကဒီပေါ်မှာကြုံသွားပြီဆိုရင်ကျွန်တော်တို့ဒီနေ့ပြန်တွဲရင်ဒီလိုဘာတွေကဲ့ရဲ့မှာဖြစ်ပါတယ်ဒါကြောင့်မို့တယောက်နဲ့တယောက်မစီရင်တာကောင်းပါတယ်လို့ကြည့်နော်ကျွန်တော်နှုတ်ကပတ်တော်နဲ့ပြောမယ်ဆိုရင်ဒါဝိဒ်ကရှောလူကိုမစီရင်ဘူးရှောလူကသူ့ရဲ့ရန်သူပဲသူ့တစ်ချိန်လုံးအဓိကဒါဝိဒ်သူ့ဘာမှမလုပ်ခဲ့ပါဘူးနော်ဒါဝိဒ်သူမနာလိုတဲ့စိတ်နဲ့ပဲသူ့ကိုလိုက်တတ်တာဖြစ်တယ်နော်လိုက်တတ်တယ်ဒါဝိဒ်ကအမြဲတမ်းရှောင်တယ်ဒါကြောင့်မို့ရန်သူနှမျိုးရှိတယ်ဒီနေ့ကျွန်တော်ပြောချင်တယ်ရန်သူနှမျိုးရှိတယ်ယုတ်ကြည်သူမှာပေါ့ရန်သူနှမျိုးရှိတာဘာလဲဆိုရင်ညီကိုချင်းရန်သူဆိုတော့တစ်မျိုးရှိတယ်ဆောလူကလည်းဘုရားလူပါပဲအဲ့တော့သူလိုက်တတ်တယ်ဒါဝိဒ်ကပြန်ရမရှောင်အဲ့ဒီဆောလူရဲ့ရန်သူရောက်အောင်ရှောင်တယ်ဒါပေမဲ့ဒါဝိဒ်ကဘယ်လိုလူမျိုးကသူ့ရန်သူဘယ်လိုလူမျိုးကသူရှင်းလိုက်ရမလဲဆိုတာသူမှပိုက်ချတဲ့ဉာဏ်ပညာဘုရားပေးထားတယ်ဂေါလိယလိုရန်သူလက်ကြတော့သူရှင်းလိုက်တာဖြစ်ပါတယ်ရှောလူလိုရန်သူလက်ကြတော့သူတန်ဖိုးထားတယ်သူချစ်တယ်ဘာကြောင့်လဲဆိုတော့ဘုရားရဲ့ဘုံကိုထောက်ပြီးတော့မှသူလုံးဝပြန်လဲပြီးတော့မှမတုတ်ပြန်ဘူးသူဘဝမှာခါသီးတယ်ပြေးရတယ်နေ့ညသူမှာဒုက္ခပေးတဲ့သူတယောက်ကိုတော့မှသူဘုရားဘုံကိုထောက်ပြီးတန်ဖိုးထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့လည်းကိုယ်နဲ့ဖြစ်သွားတဲ့ယုံကြည်သူကိုယ်နဲ့မတည့်သွားတဲ့ဆိုရင်လည်း live ပေါ်မှာတက်ပြောနေတာတဲ့ပေါ့နော်ဘုရားခင်ပြောပြီးတော့မှအကောင်ဆုံး live ပေါ်မှာတော့ဖြစ်နိုင်တော့နှုတ်ကပတ်တော်စစ်လေးတွေကိုပဲတင်လိုက်ရင်တော့သူတစ်ပါးတွေခေါ်အားလည်းဖြစ်မှာလို့ကျွန်တော်ယုံကြည်ပါတယ်အခုချိန်ကမီဒီယာပေါ်မှာတက်ဆဲနေတာတွေတက်ပြီးဝေဖန်နေတာတွေကခက်စားတယ်ဒါကြောင့်မို့အဲ့လိုမျိုးတွေကျွန်တော်တတိပြုရမှာဖြစ်ပါတယ်လို့နော်ဒါဝိဒ်ကဲ့သို့ရှောလူကိုတန်ဖိုးထားတယ်လို့ကျွန်တော်လည်းတန်ဖိုးထားတဲ့တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါယုံကြည်သူကြီးကိုအချင်းချင်းလေးပြောချင်တယ်နောက်တစ်ခုကယောသကိုဒုက္ခပေးရလဲညီကိုချင်းနေပဲမနာလိုဘူးအိမ်မက်ပြောပြလိုက်တာနဲ့ပြဿနာရှာပြီဆိုတော့အိမ်မက်ထဲမှာယောသကိုပါပေးထားလဲဆိုတော့ဘုရားဘယင်တနေ့ဘယင်ဖြစ်တယ်လို့ဆိုတော့ယောသဘုရားခင်ပန်းတိုင်ရှိတယ်လို့ကြိုပြောထားတယ်အဲ့ဒီအချိန်မှာယောသကအဲ့ဒီနေရာမရောက်သေးပါဘူးဒါပေမဲ့သူ့ကိုစကြားတဲ့နေ့သူ့ညီကိုလေးပြောပြတဲ့နေ့ကနေစပြီးသူ့မှာကျင်းနဲ့ချခံရတယ်ရောင်စားခံရတဲ့အမျိုးမျိုးညီကိုချင်းပေးပေါ့အဲ့ဒါညီကိုချင်းတွေပဲလူရင်းတွေပဲဘုရားလူချင်းပဲဝန်တဲ့ထွတ်တွေပဲဒုက္ခပေးတာဖြစ်ပါတယ်စာရန်ကတော့အချင်းချင်းညီကိုချင်းအိုးမဲတုပ်ပြီးပေးခေါ်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ယောသစိတ်နဲ့လို့ကျွန်တော်ခွာရတာသူအဲ့ဒါလေးမေ့ပြလိုက်တယ်တနေ့သူဘုရားခင်ပြောထားတဲ့ပန်းတိုင်တိသူသွားတဲ့အခါမှာဘယင်ဖြစ်သွားတဲ့အချိန်ယောသခလက်စားပြမချေဘူးယောသကညီကိုချင်းတွေကိုနားလည်ပေးတယ်ဖြစ်ပြီးတဲ့အရာတွေမအောင်မေဘူးဖြစ်ဖို့သောအမှုတွေကိုမအောင်မေနဲ့တဲ့နှုတ်ကပတ်တော်ရှိတယ်ပြီးခဲ့တဲ့အရာတွေယောသမအောင်မေပဲနဲ့လက်ရှိအခြေအနေမှာကိုကောင်းစားရင်ညီကိုချင်းတွေကိုဒုက္ခပေးတဲ့သူပဲဖြစ်ဖြစ်ဘုရားမျက်နှာကိုထောက်ပြီးဆွဲခေါ်ပြီးဆွဲထူပေးတဲ့နှလုံးသားယောသမှာပဲရှိတယ်ဒါကြောင့်ကျွန်တော်လည်းဒီယောသကဲ့သို့ရှင်းချင်းသိနေပေါ့နော်အဲဆိုကျွန်တော်တို့ကဒါဝိဒ်ကဲ့သို့နှုတ်ကပတ်တော်ထဲမှာဖွင့်ပြထားတာရှိတယ်ကြုံမှာပဲဒါဝိဒ်
ဒီဒါဝိအကြောင်းဆင်ခြင်တဲ့အခါမှာဒီကြုံလာတဲ့ပြဿနာတွေကျွန်တော်သတိရဖို့ဖြစ်တယ်ယောသကဲ့သို့ခွတ်လွတ်ခြင်းနဲ့ကျွန်တော်တို့တုတ်ပြန်ဖို့ဆိုတာကိုကျွန်တော်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်နားလည်ရတယ်ဒီနေ့ကျွန်တော်ဘုရားကနိုးစော်တဲ့နှုတ်ကပတ်တော်လေးဖြစ်ပါတယ်အားလုံးပေါ်ပြရှေကောင်းကြီးပေးပါစေနောက်ဆုံးအနေနဲ့ကျွန်တော်ကျမ်းပိုက်လေးတစ်ပတ်ဖတ်ပြီးတော့ဆုံးသက်မှာဖြစ်ပါတယ်ကပ္ပဦးကျမ်းခိုင်း45အငယ်9မှာ4ကနေ9အထိဖတ်မယ်ဆိုရင်ယောသကြောက်လေးကျွန်တော်ကပ္ပဦးကျမ်း45အငယ်4ကနေ9ယောသကလည်းကျွန်ုပ်ဒီပါသို့လာကြပါအကိုတို့အားဆိုလျက်သူတို့သည်အနိပါသို့ချီလာကြ၏သူကလည်းကျွန်ုပ်ဒီအေဂုတုပြည်သို့ရောက်လိုက်တော့တင်တို့ဖြစ်ပါ၏ဆိုပြီးပြောလိုက်တယ်ရောက်လိုက်တဲ့ညီကျွန်တော်ပဲဟုတ်တယ်လို့ပြောပြတယ်အကိုတွေတို့ရာတွင်တင်တို့ဒီကျွန်ုပ်ကိုဤအရက်တို့ရောက်လိုက်မိတော့ကြောင့်စိတ်မညှိုးငယ်ကြနဲ့ကိုအမျက်မထွက်ကြနဲ့အချောင်းမူကားဘုရားသခင်သည်လူတို့အသက်ကိုစောင့်မစေခြင်းကတင်တို့ရှေ့မှာကျွန်ုပ်ကိုစေလွတ်တော်မူပြီကြည့်တော့သူဒီရင်ဖြစ်လာတဲ့အချိန်ဒါကြောင့်မို့ယောသကပန်းတိုင်ရောက်ပြေးတယ်လို့ကျွန်တော်မြင်ရတယ်သူမှဘုရားပြထားတဲ့ပန်းတိုင်ရှိတယ်ပန်းတိုင်ရောက်မဲ့သူကနဘေးကိုကြည့်ပြီးတော့မပြေဘူးအနောက်ကိုလှည့်ပြီးလဲမပြေဘူးပန်းတိုင်ပဲကြည့်ပြီးပြေးတဲ့အခါမှာတကယ်လဲပန်းတိုင်ထိသွားနိုင်တယ်ပါတယ်လို့ဒါကြောင့်မို့ကိုဒုက္ခပေးတဲ့လူတော်မှသူကမပြောလဲဆိုတော့ဘုရားသခင်အခွင့်ပေးတဲ့အရာတွေဖြစ်တယ်ကြည့်တော့ဒါဝိဒ်ကရှိမိလိုက်ပြီးကြိတ်ရှဲတဲ့အရာကိုစဉ်းစားကြည့်ရှိမိကြိတ်ရှဲတဲ့အခါမှာအနားမှာရှိတဲ့စစ်ဗိုလ်ချုပ်သူတစ်ဖက်ကတပ်လို့လုပ်နေတယ်ဒါပေမဲ့ဒါဝိဒ်ပြောတဲ့စကားတစ်ခေါက်ကျွန်တော်အရန်ခေါ်ရတယ်ရှိမိဆဲခြင်းအပြင်တဲ့သူတခုခုကောင်းကြီးဖြစ်အောင်မယ်ဆိုတာသူခံယူတယ်အဲ့ဒီဒုက္ခပေးတဲ့သူအဲ့ဒီခက်ကိုဒုက္ခပေးတဲ့သူတွေအားဖြင့်ကိုဟာကောင်းကြီးဖြစ်အောင်မယ်ဆိုတာသူကိုသူခံယူလိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကိုခံစားရတဲ့အရာတွေကိုတင်တာထက်ဝင်ငှနေတာထက်ရေးနေတာထက်ပြောနေတာထက်ကျွန်တော်တို့တယောက်နဲ့တယောက်ညီကိုချင်းနေချစ်ရမှာဖြစ်ပါတယ်ယောသကခွတ်လွတ်နိုင်စရာအကြောင်းမရှိဘူးဒါပေမဲ့သူချစ်တယ်ဒါဝိဒ်ကလည်းခွတ်လွတ်နိုင်စရာအကြောင်းမရှိဘူးသူချစ်တယ်သူမစီရင်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်တယောက်နဲ့တယောက်ကောင်းကြီးပေးပြီးတော့အသက်ရှင်မဲ့ချစ်ပြီးတော့ကျွန်တော်တို့သွားကြရအောင်လို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းကိုဘုရားခင်ကောင်းကြီးပေးပါစေခွင့်ပြပါစေလို့ဆုတောင်းပေးပါတယ်ကြွေးကြမယ်အာမင်